မင်္ဂလာပါဒီနေ့ကတော့မြန်မာစားစာကြိုက်တဲ့ပကြေးကိုကုန်းမောင်ကျော်ကြော်ကျွေးဖြစ်တဲ့ဗီဒီယိုလေးပါပထမအဆုံးအသီးရွက်လေးကိုလှီးထားပြီးတော့ရေဆေးပြီးတော့ရေလေးစစ်ထားပေးပါမယ်အနေတော့တုံးထားတဲ့အသားလေးတွေကိုစားချုံမုံကျုပ်ခလောက်ထားလေးနင်းငယ်ထည့်ပြီးတော့ကော်မှုန့်ထည့်မယ်ပြီးရင်တော့မှွေမယ်ပေါ့နော်ပြီးအဲ့မှာနည်းနည်း6နေတယ်ဆိုရင်ရေလေးနည်းနည်းထည့်ကော်မုတ်လွင်ကော်မုတ်လေးနည်းနည်းထည့်ပြီးမှွေပေးပါမယ်ဒီနေတာဆိုရင်တော့ရပါပြီပြီးရင်တော့စီထည့်မယ်စီနေတော့ပူလာပြီဆိုရင်တော့အသားလေးထည့်အသားတွေမကတ်သွားအောင်လို့ကျွန်တော်ဇွန်းလေးနဲ့နည်းနည်းဖွာပေးမယ်ပေါ့နော်ပြီးရင်တော့အသားလေးအရောင်နည်းနည်းတန်းလာပြီဆိုရင်မီးလေးနည်းနည်းလျှော့လိုက်မယ်အသားလေးချွေအောင်တန်းလာပြီဆိုရင်တော့ခုနကဆေးထားတဲ့အသီးရွက်လေးတွေထည့်ပြီးရင်ခဏပဲထည့်ပြီးတော့စီလေးစစ်ထားပေးပါမယ်စီပူလာရင်တော့ချင်းချက်တွေကောင်းတာလေးထည့်မယ်ပြီးရင်ခုနကြော်ထားတဲ့အသားလေးကိုထည့်မယ်ခီယူစီထည့်မယ်ငန်းပြားကြီးနည်းနည်းပဲထည့်မယ်ပြီးဟင်းချက်ဝိုင်ထည့်မယ်ပြီးရင်ရုပ်ကောင်းမုံလေးထည့်ပြီးတော့ဒီပြင်းပြင်းလေးနဲ့အနံလေးမှုေးလာတဲ့ဒီပူချကြော်ပေးပါမယ်အနံလေးမှုေးလာရင်ဆိုရင်တော့ရပါပြီဒါကတော့ကျွန်တော်တတိကိုရီးယားဘာရှင်ကိုဝါဖြစ်ပါတယ်ဝါ